မင်္ဂလာပါ Civil Engineer နဲ့ Construction နယ်ပယ်မှာမိတ်ဆွေများခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ concrete အတွက်အသုံးပြုမဲ့ရေထဲမှာ chloride content ကို quantified chloride test နဲ့ဘယ်လိုစစ်ဆေးရမလဲဆိုတာကိုအဆင့်လိုက်ရှင်းပြပေးသွားမှာဖြစ်ပါတယ် concrete quality control မှာရေရဲ့အရှိသွေးကရေအကြီးဆုံးအချက်တစ်ချက်ဖြစ်ပြီးအထူးသဖြင့် chloride များများပါလာရင် reinforcement steel corrosion ဖြစ်စေနိုင်ပါတယ်chloride ဆိုတာကစားမျိုးစား ion တစ်မျိုးဖြစ်ပြီး sea water, blackfish water နဲ့ well water တချို့မှာအများကြီးပါဝင်နေတတ်ပါတယ်။ concrete ထဲကို chloride များများပါလာရင် steel rebar ရဲ့ acid layer ကိုဖျက်ဆီးပြီး corrosion ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် mixing water, curing water တွေမှာ chloride content ကိုစစ်ဆေးဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုမှာအသုံးပြုထားတဲ့ device ကတော့ quantified chloride test strip ဖြစ်ပါတယ်။ဒီ test strip ကportable ဖြစ်တဲ့ site မှာချက်ချင်းစစ်လို့ရတယ် laboratory မလိုအပ်ဘူး result ကို milligram per liter ppm နဲ့ဓာတ်ရိုက်ဖတ်လို့ရပါတယ်အဲတော့ quantified chloride test strip ဖြစ်ပါတယ်ခုတော့စမ်းသပ်ပုံကိုအဆင့်လိုက်ပြပါမယ်ပထမအဆင့်အနေနဲ့စစ်ဆေးမဲ့ရေရဲ့ sample ကိုတန်ရှင်းတဲ့ခွက်ထဲကိုထည့်ထားပါဒုတိယအဆင့်အနေနဲ့ကတော့ quantified chloride test strip တစ်ချောင်းကိုပလင်းထဲကနေထုတ်ယူလိုက်ရပါမယ်အဲ့လိုမျိုးယူတဲ့အချိန်မှာဒီရေနဲ့ထိမဲ့စန်ဆာလေးတွေရဲ့နေရာကိုလက်နဲ့တွားပြီးတော့မဖိအောင် view ဆက်ရပါမယ်တတိယအဆင့်မှာတော့ test strip ကိုရေထဲမှာညွှန်ကြားချက်တိုင်း10စက္ကန့်မှ2စက္ကန့်စိန်ထားပြီးသူ့ရဲ့မျက်နှာပြင် area များကိုစန်စာရဲ့မျက်နှာပြင် area ကိုရေနဲ့အကုန်ထိအောင်ထည့်လိုက်ရမယ်ပေါ့နော်နောက်တစ်ဆင့်မှာတော့ strip ကိုထုတ်ပြီးဒီသူ့ရဲ့ direction တိုင်း10မိနစ်ခန့်စောင့်ရပါမယ်မျိုး10မိနစ်စောင့်ပြီးတဲ့အချိန်မှာတော့နောက်ဆုံးအဆင့်အနေနဲ့ straight ရဲ့အရောင်ကိုရရှိလာတဲ့ straight အရောင်ကိုဒီဘူးမှာပါတဲ့ color chart နဲ့နှိုင်းယှဉ်ပြီး chloride value ကိုဖတ်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာရရှိလာတဲ့ chloride content 3မျိုးကိုပြသပေးသွားမှာဖြစ်ပါတယ်အခုရလာတဲ့ result ကတော့ခန့်မှန်းအားဖြင့်900 mg per liter chloride ဝန်းကျင်ဖြစ်ပါတယ်များအားဖြင့် standard အရ rainfall concrete အတွက် mixing water ထဲမှာ chloride content က900 mg per liter အောက်ပဲဖြစ်သင့်ပါတယ်။ဒါထက်များရင် steel corrosion rate မြင့်မားလာနိုင်ပါတယ်။
ဗီဒီယိုရဲ့မှာပြထားတဲ့ရေ3မျိုးရဲ့စမ်းသပ်ချက်တွေအရပထမရေ2မျိုးဖြစ်တဲ့ rain water နဲ့ well water 1နာဆိုရင်500 mg per liter အောက် chloride content ကနေပါအဆင်ပြေပြီးတော့အခုနောက်ဆုံးသူဖြစ်တဲ့ well water 2ရဲ့ result ကတော့အရင်ပထမနှစ်ခုတည်းများနေအောင်တွေ့နိုင်တယ်ပေါ့နော်ဒီထဲမှာကြည့်မယ်ဆိုရင်သူ့ရဲ့ result က3000 mg ထက်ကိုပိုပြီးတော့များနေနိုင်တယ်ပေါ့နော် chloride content ဒီ3000ထက်ပိုပြီးတော့များနိုင်တယ်အဲဒီအတွက်ကြောင့်မို့ဒီရေကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့တန်ချောင်းတွေကcorrosion တန်ကိုမဖြစ်မနေခံစားရမှာပေါ့နော်အဲဒါကြောင့်မို့ဒီနောက်ဆုံးရေတစ်ခုနောက်ဆုံးရေတစ်မျိုးကတော့ concrete မှာမသုံးသင့်ဘူးပေါ့နော်ပထမရေတစ်မျိုးနဲ့ရှင်းမယ်ဆိုရင်ဒီမှာကြည့်ပါ3000ထက်တောင်သူကကြော်နေနိုင်တယ်သူ့ရဲ့ရောင်အားဖြင့်လေညာအားဖြင့် standard တွေအရတော့ rainfall concrete အတွက် mixing water ထဲမှာ chloride content က500 mg per liter အောက်ပဲဖြစ်တဲ့နေပေါ့နော်ဒီထက်များရင် steel corrosion rate ကအရန်မြင့်မားပါတယ်အချင်းချုံးအနေနဲ့concrete quality ကိုထိန်းချုပ်ဖို့အတွက်ဒီ raw material ကိုတာမကပဲအသုံးပြုရမယ့်ရေကိုပါစစ်ဆေးဖို့အရေးကြီးပါတယ်ဒီလို site တက်လေးတွေကိုပို့ပြီးသိချင်ရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်